ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါကျွန်တော်တို့သုတိရအောင်ပါကျွန်တော် Spring Cast တွေမသိပြတာလည်းတော်ကြပြီပေါ့နော်ဒီ Spring Cast series မှာတော့ကိုစီတန်ကော့ကိုထိန်လင်းရွှေရေးသားထားတဲ့ software engineer စာအုပ်ကိုကျွန်တော်ရဲ့တွေ့ကြုံတွေနဲ့ပေါင်းဆက်ပြီးတော့ဖတ်ပြမှာပေါ့နော်လက်တွေ့စမ်းသပ်ချက်တွေပါမယ်နမူနာတွေပါမယ်အဓိကအဖြစ်ဒီအပြောင်းလဲတွေအရန်မြန်လွန်းတဲ့ AI နည်းပညာတွေအသုံးချပြီးတော့ပေါ့နော် software engineering ကိုဘယ်လိုချင်းကပ်မလဲဆိုတာကိုရှင်းပြဖို့အတွက်ရည်ရွယ်ပါတယ်အခုလိုဖတ်ခွင့်ပြုတဲ့ကိုစီတန်ကော့ကိုထိန်လင်းရွှေကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ကဲ့ကျွန်တော်တို့စလိုက်အောင်ဗျโอเคကျွန်တော်ဖတ်ပြမယ့်စာအုပ်ကဒီစာအုပ်ပေါ့software engineering beyond coding and thinking like a software engineer ဆိုတဲ့စာအုပ်ပါရေးသားသူကစီတန်ကော့ကိုထိန်လင်းရွှေပေါ့နော်โอเคအဲ့တော့ပထမဆက်စပ်ခြင်းမှာသူမိတ်ဆက်အနေနဲ့ပြောတာရှိတယ်အဓိကကဒီကျွန်တော်တို့ဒီ software ရေးတဲ့ software application တွေတိစောက်တဲ့နေရာမှာပေါ့နော်လမ်းကြောင်းကနှစ်ကြောင်းရှိတယ်ပေါ့နော်ကျွန်တော်တို့ဆိုလို့ရှိရင်ကျွန်တော်တို့စပြီးတော့ကွန်ပျူတာစလေ့လာကစားကကွန်ပျူတာတက္ကသိုလ်ကမဖွင့်သေးဘူးပေါ့နော်မဖွင့်သေးတဲ့အချိန်လို့ပြောလို့ရမယ်ထင်တယ်နောက်ပိုင်းကျမှကွန်ပျူတာတက္ကသိုလ်တွေဖွင့်တယ်အဲ့တော့ဒီ software engineering လို့စာအုပ်တွေကိုကျွန်တော်တို့ဖတ်ခဲ့တာရှိတယ်နောက်ပိုင်းတော့ဒီကွန်ပျူတာတက္ကသိုလ်တက်တဲ့သူတွေရှိလာမယ်ရှိလာတဲ့ကသူတို့ software engineering တွေဖတ်ခဲ့တာရှိမယ်ပေါ့နော်ဒီတက္ကသိုလ်တက်ခဲ့တဲ့သူပဲဖြစ်ဖြစ်တက္ကသိုလ်မတက်တဲ့သူတွေပဲဖြစ်ဖြစ်ပေါ့နော်ဒီ development ဒီ application development နယ်ပယ်မှာအလုပ်ရနေတာတွေရှိတယ်သူတို့လျှောက်ခဲ့တဲ့လမ်းကြောင်းကိုပြန်ပြီးကြည့်မယ်ဆိုရင်ဒါကျွန်တော်တို့ traditional ways of or ဒီပေါ့နော် learning and practicing ပေါ့နော်အဲ့ဒီမှာဆိုရင်ပထမစစချင်းမှာကုတ်တွေရေးမယ်ကျွန်တော်တို့လည်းဒါစကားစားတကယ်ကုတ်နဲ့ပဲစပြီးတော့ရေးခဲ့တယ်ပထမစစချင်းက basic ဆိုတဲ့ programming ရေးတယ်နောက်တော့assembly programming နဲ့အတိုင်းအတာတစ်ခုရေးခဲ့ဘူးတယ်နောက်တော့တခြားဒီ C တို့နောက်တစ်ခါ C++ တို့နောက်တစ်ခါ Pascal တို့နောက်တစ်ခါ Visual Basic တို့နောက်တစ်ခါ Visual C++ တို့နောက်တစ်ခါ PHP တို့နောက်တစ်ခါ framework level တွေဖြစ်တဲ့ Laravel တို့ Code Igniter တို့နောက်တစ်ခါ Node.js ထဲမှာဆိုလို့ရှိရင် Node.js framework level Next.js တို့ဟာမျိုးတွေပေါ့နော်ကျွန်တော်အဲ့လိုတစ်ဆင့်ချင်းစီကျွန်တော်ရေးခဲ့တာရှိတယ်အဲ့တော့ပြောရရင်အားလုံးကဒီ code ကိုပေါ်မှာအခြေခံပြီးတော့မှသင်ယူလာတာပေါ့နော် code တွေရေးတယ် application တွေရေးတယ်အဲ့ဒါနဲ့team တွေထဲမှာဝင်ပြီးတော့အလုပ်လုပ်တယ်အလုပ်လုပ်ရင်လည်း team ထဲမှာဝင်လာတဲ့ခါကျလို့ရှိရင်ဒီ team ထဲမှာပါတဲ့သူတွေနဲ့ဒီ product development လုပ်နေတဲ့ပုံစံတွေကိုပြန်သင်ယူတယ်သင်ယူရင်းနဲ့တစ်ဆင့်ဒီ business cycle ပေါ့နော် software development business life cycle တခုလုံးကဘယ်လိုလဲပတ်တယ်လဲဆိုတာကိုလေ့လာကြတဲ့ပုံစံနဲ့တွားတယ်ပေါ့နော်အခုခေတ်ဒီ AI နည်းပညာတွေခေတ်စားလာတဲ့အချိန်မှာကြတော့အဲ့ဒီပုံစံကတွားလို့မရဘူးလားဆိုတော့တွားလို့ရတယ် but ဒါပေမဲ့ AI လောက်ထိအရန်အပြောင်းလဲမြန်နေတဲ့အခြေအနေတစ်ခုမှာအဲ့ဒီရှိတဲ့ traditional ways of learning and practicing ပေါ့နော်အဲ့ဒါနဲ့တွားနေမယ်ဆိုရင်အချိန်ကြီးအရန်ကုန်သွားလိမ့်မယ်အပြောင်းလဲကိုလိုက်မိမှာမဟုတ်ဘူးနော်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့သင်ယူရမယ့်ပုံစံနောက်တစ်ခါအလုပ်လုပ်ရမယ့်ပုံစံအဲ့ဒါတွေအကုန်လုံးကပြောင်းလဲသွားခဲ့ပြီပေါ့နော်ဒီနေရာမှာတခုရှိတာအတွေ့အကြုံရှိပြီးသားလူတွေပေါ့နော်အတွေ့အကြုံရှိပြီးသားဆိုတာ full cycle developer လို့ခေါ်တာပေါ့နော်ပထမစစချင်းideation state တွေနောက်တစ်ခါ designing state တွေနောက်တစ်ခါ architecture state တွေနောက်တစ်ခါကုတ်ရေးတဲ့ state တွေ implementation state တွေနောက်တစ်ခါ testing state တွေနောက်တစ်ခါ security state တွေ deployment state တွေပေါ့နော်အဲ့လိုရှိသမျှ full cycle ကြီးတစ်ခုလုံးကိုအကုန်လုံးသိနေတဲ့သူအဒီအတွက်ကဒီ AI ကပေါ်လာတဲ့အချိန်မှာပေါ့နော်အထူးသဖြင့်ကျွန်တော်တို့ခေတ်စားနေတဲ့ vibe coding လိုမျိုးပေါ့နော် vibe coding ဆိုတာဘယ်လိုမျိုးလဲဆိုလို့ရှိရင်ကိုရေးချင်တဲ့အတိုင်းကွန်ပျူတာကိုပြောပြီးတော့ကွန်ပျူတာရေးပေးတဲ့ပုံစံပေါ့နော်အဲ့တော့ကိုကအင်္ဂလိပ်လိုပဲပြောနောက်ဆုံးမြန်မာလိုပဲပြောရင်တော့မှ application တစ်ခုတိစောက်ပေးနိုင်တဲ့အခြေအနေတစ်ခုရောက်လာတဲ့အချိန်မှာအဲ့လို full cycle တည်ထားတဲ့သူတွေကသူ live ကအရန်လွယ်ကူသွားတယ်ပေါ့နော်အဲ့လိုလွယ်ကူသွားတဲ့အတွက်ကြောင့်နောက်ထပ်ပြဿနာဘာဖြစ်လာလဲဆိုတော့ဒီ software industry ထဲမှာပေါ့နော် application development ကရှိသေးပဲပိုမိုလို့ application development တွေလည်းပို့ပြီးတော့လိုအပ်သေးပဲဒီလိုမျိုး AI တွေအသုံးပြုတဲ့အတွက်ကြောင့်လူတိုင်း application ဒီသုံးမဲ့အခြေအနေမျိုးဖြစ်လာတဲ့အတွက်ကြောင့် application တွေကပို့လိုလာတယ်သုံးကျင်တဲ့ဟာတွေလည်းပို့လိုလာတယ်ဒါပေမဲ့ဒီဟာတွေကိုတိစောက်တဲ့အခါမှာအသုံးပြုရမယ်
ဒီ human resources တွေကနည်းသွားတယ်ပေါ့နော်အဲ့လိုနည်းသွားတဲ့အတွက်ကြောင့်အရင်တော့အယောက်100လောက်လောက်ရမယ်ဟာကအခုချိန်မှာအယောက်20လောက်နဲ့လောက်တာမျိုးဖြစ်လာနိုင်တယ်ဖြစ်တဲ့အတွက်ကြောင့်ကျန်တဲ့အယောက်80လောက်ကဒါ lay off လုပ်ခံရတဲ့ဟာတွေကြားနေရတာပေါ့နော်ဒါကတော့အပြောင်းလဲတစ်ခုမှာဒီဖြစ်လာတဲ့ခါကြလို့ရှိရင်ပြောင်းလဲလာတဲ့အကျိုးဆက်တွေပေါ့နော်ဒါပေမဲ့ဒီအကျိုးဆက်တွေကဟိုတစ်ဖက်ကလည်းဒီ application အသုံးပြုတဲ့ demand တွေများလာတာဖြစ်တဲ့အတွက်ကြောင့်အလုပ်ကိုင်ခွင့်လန်းကလည်းပြန်မြင့်လာလိမ့်မယ်အရင်တော့ရှိတဲ့ old style နဲ့လုံးနေတဲ့ development process တွေအရာလူလျှော့တာတွေရှိလိမ့်မယ်ဒါပေမဲ့အလုပ်ကိုင်ခွင့်လန်းတွေလည်းပြန်ပြီးတော့ပိုပြီးတော့များလာလိမ့်မယ်လို့ကျွန်တော်တော့မြင်တယ်အဲ့တော့ကျွန်တော်တော့အကောင်းမြင်တဲ့အထက်မှာရှိရပေါ့နော်ဘာကြောင့်လဲဆိုတော့လူတွေရဲ့လက်ထဲမှာသူ့ရဲ့ fingertips ထဲမှာကြိုက်တယ်လို့ဒီစီမံခန့်ခွဲကိုလိုချင်တဲ့ပုံစံတစ်ခုကိုပြောပြီးစီမံခန့်ခွဲလို့ရလာတဲ့အနေအထားတစ်ခုကဒါကောင်းတဲ့အခြေအနေတစ်ခုပေါ့နော်အဲ့တော့ full cycle developer တွေနောက်ပြီးတော့ဒီ AM ကိုအသုံးချပြီးတော့အသုံးပြုနိုင်တဲ့ developer တွေရဲ့လိုအပ်ချက်ကတော့အရင်တက်ဆိုင်အများကြီးပိုပြီးမြင့်လာလိမ့်မယ်လို့မြင်ပါတယ်အဲ့တော့ဒီ software engineering ကအဓိက coding မဟုတ်ဘူးเนาะ coding အလုပ်တစ်ခုလည်းမဟုတ်ဘူးဒီ software product တစ်ခုဖန်တီးတဲ့အခါမှာလိုအပ်တဲ့အသိပညာနည်းပညာရှိတဲ့သူတွေဆိုလိုတဲ့အဓိပ္ပာယ်ကဒီ software development life cycle တစ်ခုပေါ့เนาะတစ်ခုလုံး project management တစ်ခုလုံး principle အဲ့ဒါတွေအားလုံးကိုနားလည်တဲ့သူကို software engineering လို့ခေါ်တယ်ပေါ့เนาะ software engineer coding မစခင်မှာ system design တွေဆောက်ရတယ် architecture တွေဆွဲရတယ်ပြီးတော့ product တစ်ခုလုံးရဲ့ပုံချမ်းတွေကိုပေါ့နော်ချမှတ်တယ်ပေါ့နော်ဘယ်စိတ်ပိုင်းတွေဘယ်လိုလုပ်မယ်ဘယ်နေရာမှာဘာတွေသုံးမယ်ဘယ်လို database တွေသုံးမယ်ဘယ်လို scalability ဖြစ်အောင်လုပ်မယ်နောက်ပြီးတော့ဟိုတစ်ခုခု fail သွားခဲ့ရင်ဘယ်လို recovery လုပ်မလဲနောက်တစ်ခါ quality assurance ဆိုဘယ်လိုဟိုသွားမလဲနောက်ပြီးတော့ user requirement တွေဆက်ပြီးတက်လာတဲ့ခါကျလို့ရှိရင်ဘယ်လိုဆက်ပြီးလုပ်မလဲအဲ့ဒီအပြင်ကိုဒါတွေအားလုံးကိုလူများသုံးပြုလို့ရအောင်ဘလို့ platform တွေပေါ်မှာ release လုပ်မလဲပေါ့နော်ဥပမာ cloud platform တွေပေါ်မှာ release လုပ်မလဲအဲ့ဒီအဆင့်တွေအားလုံးကိုတည်တဲ့သူကို software engineering လို့ခေါ်တာပေါ့နော်အဲ့တော့ software engineering ဒီမှာ code အဲ့တော့ software engineering အနေနဲ့ကြည့်လိုက်မယ်ဆိုရင် coding ကအစိတ်ပိုင်းတစ်ခုအနေနဲ့ပဲရှိတော့တယ်ပေါ့နော်ကျန်တဲ့ဟာတွေတော်တော်များများကကျန်တဲ့အပိုင်းတွေကိုလှုပ်ရတာများတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကုတ်ရေးတာကိုလေ့လာမလားဒီ software engineer ကိုလေ့လာမလားဆိုလို့ရှိရင်ကျွန်တော်တို့နှစ်ဖက်စလုံးကိုမျှအောင်လေ့လာမှသာရှေ့လျှောက်အလုပ်ဖြစ်တော့မှာပေါ့နော်ကျွန်တော်အမြင်အရကြည့်မယ်ဆိုရင်ကုတ်ရေးတဲ့ဒီ line by line coding ရဲ့ nature တစ်ခုကိုလည်းမသိထားဘူးဆိုလို့ရှိရင်လည်းပြဿနာရှိရပေါ့နော်အဲ့တော့ line by line coding ကိုလည်းအတိုင်းအတာတစ်ခုလေ့ကျင့်ပြီးရင် block level coding ကိုထပ်ပြီးတော့လေ့ကျင့်ပြီးအတိုင်းအတာတစ်ခုရောက်သွားတဲ့ခါကျလို့ရှိရင်မြန်ဆန်တွေ software engineer ကိုလေ့လာနေနဲ့ဒီ vibe coding လို့ခေါ်တဲ့အပိုင်းတစ်ခုကိုရှေ့ဆက်ပြီးတော့လေ့လာသွားမှာသာဒီကျွန်တော်တို့မြန်ဆန်တဲ့ဒီ AI အသုံးချပြီး AI ကိုအသုံးပြုနိုင်တဲ့ဟို developer တယောက်ဖြစ်လာမှာပေါ့နော်အဲ့တော့ okay အဲ့တော့ရှေ့ဆက်ပြီးသွားတဲ့အခါမှာဒီ vibe coding အကြောင်းကိုသူပြောထားတယ်ပေါ့နော် software engineer နဲ့ vibe coding နဲ့ဘယ်လိုဆက်ဆက်နေတယ်ပေါ့နော်ဒါတွေက vibe coding လို့ပြောလိုက်လို့ရှိရင်ရုပ်တရက်ကြည့်လိုက်ရင်လွန်ခဲ့တဲ့2နှစ်3နှစ်လောက်ကလို့ထင်ကြရရှိတယ်မဟုတ်ဘူးဒီမှာရေးထားတဲ့အတိုင်းပဲ2025အောက်တိုဘာလောက်ခါနေစပြီးတော့ပေါ့နော်လူတိုင်းနီးပါအသုံးပြုတဲ့နီးပညာတစ်ခုဖြစ်လာတယ်ပေါ့နော်ပြောရရင်တော့တော်တော်များများအခုနောက်ပိုင်း developer ရဲ့ကုတ်ကို line by line ရေးကြတော့ blog တောင်မှမရေးကြတော့ဘဲနဲ့ဒီသူတို့လိုချင်တဲ့ပုံစံကို AI ကိုခိုင်းပြီးတော့ရေးခိုင်းတယ်ပြီးတော့ကိုလိုချင်တဲ့ result ထပ်လာအောင် AI ကိုထိန်းကျောင်းပြီး result ထုတ်ခိုင်းတယ်ပေါ့နော်အဲ့တော့ဒီ software engineering ကဒီ AI ကိုခိုင်းတဲ့နေရာမှာဘယ်လောက်ထိအရေးပါမလဲဆိုတာကိုတွားပြီးတော့တွေ့နိုင်တယ်ပေါ့နော်အဲ့တော့ software engineer တယောက်ရဲ့တာဝန်ကဘာလုပ်မလဲဆိုတော့လက်ရှိအနေထားကအရင်တော့ဆိုရင် software ကို AI မပါဘဲနဲ့ရေးရတယ်အဲ့တော့အခုတော့အဲ့လိုမဟုတ်ဘူးနေရာတိုင်းမှာ each and every step မှာ AI အကူအညီသုံးပြီးတော့ software တည်ဆောက်တဲ့ပုံစံတစ်ခုဖြစ်လာတယ် okay အဲ့တော့ကျွန်တော်တို့ဒီနေရာမှာရှေ့ဆက်ပြီးတော့ vibe coding ဆိုတာဘာလဲဆိုတော့လက်တွေ့စမ်းကြည့်ကြတော့ okay အဲ့တော့ကျွန်တော်ဘာကိုသုံးမလဲဆိုတော့ anti gravity ဆိုတဲ့ဟာကိုသုံးပါမယ်ဒီ anti gravity ကဘာလဲဆိုရင်ကျွန်တော်တို့ anti gravity okay anti gravity .google ဆိုတာဒါ Google ကထုတ်ထားတာပေါ့နော်အဲ့တော့ဒီ anti gravity သူကဘာလို့ရလဲဆိုတော့ multiple agent လည်းသုံးလို့ရတယ်ပေါ့နော်အဲ့တော့ဒါကိုကျွန်တော်သုံးမယ်ဆိုတော့ကျွန်တော်ဒီမှာ anti gravity ကိုဖွင့်လိုက်မယ်ဖွင့်ပြီးတော့ကျွန်တော် open agent manager ပေါ့နော်okay အဲ့တော့ agent manager ဖွင့်မယ်ဆိုတော့ကျွန်တော်ဘာလုပ်မလဲဆိုတော့ workspace တစ်ခုဖွင့်လာပြီဒီမှာ home shop ဆိုတဲ့ workspace တစ်ခုဖွင့်လာမယ်အဓိကဘာလုပ်ချင်တာလဲလို့ကျွန်တော်ရဲ့ idea က
ကျွန်တော်အိမ်မှာဟိုရှိတယ် shop လေးတစ်ခုရှိတယ်အဲ့ shop မှာဟိုဟာ product တွေကို manage လုပ်ချင်တယ်နောက်တစ်ခါ product တွေကို manage လုပ်ချင်တယ်နောက်တစ်ခါကျတော့ဒီကိုယ့်ရဲ့ sales တွေကို manage လုပ်ချင်တယ်ပြီးရင်နေ့စဉ်အယောင်းမှတ်တမ်းတွေကိုထိန်းသိမ်းချင်တယ်အဲ့ဒီထိန်းသိမ်းတဲ့ဟာတွေအားလုံးကို report တွေလည်းထုတ်ကြည့်ချင်တယ်နောက်တစ်ခါvoucher receipt တွေလည်းထုတ်ကြည့်ချင်တယ်ပေါ့နော်အဲ့ဒါကိုကျွန်တော်အဲ့ဒီ idea နဲ့ကျွန်တော်ရေးချင်တာအဲ့တော့ကျွန်တော်မြန်မာလိုပဲခိုင်းကြည့်လိုက်မယ်အိမ်တော့ရောင်းစရင်တခုရေးချင်တယ် product ပါရမယ် save management ပါရမယ်ထုတ်နိုင်ရမယ်မလိုဖြစ်ရမယ်โอเคကျွန်တော်လောလောဆယ်တော့ပထမဆက်စချင်းမှာဟိုအိမ်တောင်းအရောင်းစင်း application တခုရေးချင်တယ်ပေါ့နော် product management ပါရမယ် sales management ပါရမယ် invoice receipt တွေထုတ်နိုင်ရမယ်မြန်မာလိုဖြစ်ရမယ်အဲ့ဒီအပြင်ကိုuser management ပါရမယ်user management ပါရမယ်အဓိက user management ပါရမယ်ဆိုတာပါလဲဆိုတော့ login တွေဝင်လို့ရအောင်ပေါ့နော်အဲ့ဒါနောက်ပြီးတော့ကိုကဥမာကိုမသုံးနိုင်မင်းနဲ့နောက်တစ်ယောက်ခွဲပြီးတော့ပေးချင်တယ်ဆိုလို့ရှိရင်သူ့အနေနဲ့လည်းဒီ user ထပ်ထည့်လို့ရအောင်ပေါ့နော် okay အဲ့တော့ကျွန်တော်ဒီလိုမျိုးပေးလိုက်တယ်ပေးတဲ့နေရာမှာတစ်ချက်တော့သတိထားဖို့လိုတာကကျွန်တော်ဒီ agent mode မှာက strict mode ကိုမသုံးထားဘူးနောက်ပြီး review policy ကတခုခုချိန်မယ်ဆိုရင်ငါ့ကိုလာပြောဆိုတဲ့ဟာကိုသုံးထားတယ်ဒါပေမဲ့ဒီ vibe coding မှာကတော့ code တွေရေးတာဘာရေးလဲဆိုတော့ကျွန်တော်တို့အဓိကထားပြီးကြည့်မှာမဟုတ်တဲ့အတွက်ကြောင့်မလို့လာမေးရင်တော့မေးပါစီပေါ့နော်အဲ့ဒါမေးတဲ့ခါကြလို့ရှိရင်ကိုက copy လေးတောက်ပြီးတော့သူပြောတာလေးဖြည့်ပေးလိုက်ပေါ့နော် okay အဲ့တော့ကျွန်တော်သုံးထားတဲ့ model က Gemini Pro 3 Pro ဘာကြောင့်ကျွန်တော် Gemini Pro ဖြစ်နေရလဲဆိုတော့ကျွန်တော် subscription လုပ်ထားလို့ပေါ့နော်ကျွန်တော်က Gemini ကိုsubscription လုပ်ထားတယ် family plan နဲ့ subscription လုပ်ထားတယ်ပေါ့နော်ကျွန်တော်အထင်တစ်လောက်ကိုဘတ်950ပေးရတယ်ထင်တယ်အဲ့တော့6ယောက်မျှလို့ရတယ်အဲ့တော့6ယောက်မျှလို့ရတယ်တယောက်ကိုအဲ့လိုပေါ့နော်ခွဲပြီးသုံးနိုင်မယ်ဆိုရင်တော့ဘာဖြစ်အတိုင်းအတာထူဒီဈေးတက်တာပါပေါ့နော်အဲ့တော့ကျွန်တော်တော့ဒါ family plan ဝယ်ပြီးတော့အားလုံးဝိုင်းသုံးကြတဲ့ပုံစံနဲ့တွားပါတယ်နောက်ပြီးတော့mode ကိုလည်း planning mode သုံးထားတယ်ဒါမှ first mode နဲ့ planning mode ရှိတယ်ဒီနေရာမှာတော့ first mode ကပိုပြန်ပြန်ဆန်းဆန်းတုံ့ပြန်မယ် planning mode ကတော့အတိုင်းတစ်ခါထူထိအချိန်ယူပြီးတော့မှစဉ်းစားတဲ့ပုံစံပေါ့နော် okay ကျွန်တော်အဲ့တော့သူ့ကိုလမ်းပြီးတော့ခိုင်းလိုက်တော့မယ်နော်စမ်းစို့အဲ့တော့ဒီနေရာမှာကျွန်တော်ဒီ vibe coding သူ့အနေနဲ့ဒီမှာပထမစစချင်းမှာ plan လုပ်နေတဲ့အချိန်မှာပြောစရာရှိတာလေးတွေရှိတယ်ပေါ့နော်အဲ့တော့ဒီနေရာမှာ vibe coding လောက်သွားခဲ့ပြီဆိုလို့ရှိရင်black box ဖြစ်သွားမယ်ပေါ့နော် black box ဆိုတာကမျိုးစုံတော့လိုက်တယ်မသိကိုလိုချင်တဲ့ result တွေထွက်လာမယ်ဆိုတဲ့ပုံစံပေါ့နော်ဒါပေမဲ့ကျွန်တော်ကကြတော့ဒါကျွန်တော်ကြည့်နေတဲ့အချိန်မှာကျွန်တော်ဒါကတော့ကျွန်တော်အနေနဲ့ကြတော့ဒါက black box မဟုတ်တော့ဘူးကျွန်တော်အနေနဲ့ကဒါ white box ဖြစ်သွားတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်ဘာတွေလုပ်မလဲဆိုတဲ့ဟာတွေကျွန်တော်ကောင်းကောင်းသိနေတာပေါ့နော်ဒီမှာအကျဉ်းအဖြစ်သူပြောတာရှိတယ်ဘာသုံးမလဲဆိုတော့ initialize react and beat project ကိုသုံးမယ်ပြီးတော့ tailwind css ကိုသုံးမယ် dependency ထည့်မယ်layout တွေထည့်မယ် product management တွေထည့်မယ် invoice management တွေထည့်မယ် language ကနေဦးဒါပေမဲ့ငါလိုချင်တာ backend နဲ့လိုချင်သေးတယ်okay product management backend ကိုလာရပဲသုံးပေးပါဒီမှာအင်္ဂလိပ်လိုပို့ခိုင်းရင်တော့ပိုကောင်းတာပေါ့နော်သုံးပေးပါတီးတဲ့ဝယ်ထားပါ okay ထပ်ခိုင်းနိုင်မယ်နော်ဘာလို့လဲဆိုတော့ तू သုံးတာတွေကဒါ friend နေပဲဒီနေရာမှာ vibe coding မှာကျွန်တော်အနေနဲ့ကြတော့ဒါကသူဘာလုပ်နေလဲကျွန်တော်သိနေတဲ့လူတယောက်အနေနဲ့သွားတာဆိုတော့ဟိုမသိတဲ့လူအနေနဲ့ဆိုလို့ရှိရင်လည်းရေးလို့မရဘူးလားဆိုရတယ်နော်ဒါမရဘူးလို့ကျွန်တော်ပြောတာမဟုတ်ဘူးရေးလို့ရတယ်ကိုလိုချင်တာပဲပြောသွား technical term တွေဘာတစ်ခုမှမပြောဘဲနဲ့ခိုင်းသွားလို့ရတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တော့သိပြီးသားသိနေတဲ့ဟာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တော့ white box ပုံစံနဲ့ခိုင်းတာပေါ့နော်အဲ့တော့ဒီနေရာမှာ black box နဲ့ white box တွေဘာတွေကွာမလဲဆိုတော့လည်းနည်းနည်းတော့
ခွဲခြားကြည့်လို့ရမှာနော် black box ကကိုလိုချင်တာတော့ရသွားမယ် everything's က AI ပုံမှာပဲမိတီးပြီးတော့ AI ကလုပ်ပြီးတာပဲကိုလိုက်လုံးမှရတော့မယ်နော်အဲ့တော့ကိုအနေနဲ့သူဘာလုပ်သွားလဲဆိုတော့ကိုဘာတစ်ခုမှမသိပဲသွားတဲ့ပုံစံဖြစ်သွားမှာပေါ့နော်ကျွန်တော်ကြတော့တီးတဲ့ပုံစံဖြစ်တဲ့အတွက်ကြောင့်ခိုင်းတဲ့ခါကြလို့ရှိရင်တေချာစနစ်ကြခိုင်းလို့ရပါဘောเนาะအဲ့တော့ဒီမှာ backend ဆိုလာရယ် project ကိုပါလာတယ် okay အဲ့တော့ let's go run အဲ့တော့ copy လေးတောက်လိုက်ပေါ့เนาะပြီးတော့သူ့ run ခိုင်းမယ်ဆိုလို့ရှိရင် run လိုက်ပေါ့เนาะဒါမျိုးလေးတွေနဲ့ခိုင်းသွားလို့ရတယ်ဒီမှာသူတစ်ခုချင်းစီဘာလုပ်နေတယ်ဆိုတော့သူပြောသွားလိမ့်မယ်ပြောသွားတဲ့အတိုင်းကျွန်တော်တို့သူပြောတဲ့ဟာတွေပဲကျွန်တော် run ပေးအောင်ပါပဲเนาะဒီနားမှာမ run ချင်ဘူးလေဆိုလို့ရှိရင်ခုနကျွန်တော်ပြောတဲ့ setting မှာမင်းကောဘာမှမင်းနဲ့မင်းလှုပ်ချင်တာလှုပ်ဆိုပြီးတော့လှုပ်ပေးလိုက်လို့ရတယ်ကျွန်တော်တော့အဲ့လိုမဟုတ်ဘူးသူ run ပေးတဲ့ဟာလေးကျွန်တော်စောင့်ကြည့်ပြီးသွားမယ်ပေါ့เนาะ okay အဲ့တော့ runဒီမှာ तू error တွေတက်နေတာလဲတွေ့တယ်ပေါ့နော်အဲ error တွေတက်လို့ရှင်လဲသူကတူရှင်းသွားလိမ့်မယ်နော်အားလုံးဒါတော့ဘာမှမသိပဲနဲ့သူရေးတဲ့အတိုင်းပဲကျွန်တော်တို့နောက်က follow up လိုက်သွားတဲ့ပုံစံပေါ့နော်အကုန်လုံးဒီပါတော့ run ပေါ့ okayလောလောဆယ်တော့လက်ရှိအနေနဲ့ project initialization မှာအားလုံးပေါင်း၄ခုတော့ပြီးသွားပြီပြီးရင်နောက်တစ်ခါ6 layout တွေချတဲ့အပိုင်းတွေသူဆက်လာမှာเนาะလာတဲ့ခါမှာဒီမှာ tailwind တို့ဘာလို့ဒီသွင်းနေတယ်ပေါ့เนาะအဲ့တော့ဒီမှာပေါ့เนาะကျွန်တော်တို့သိပြီးတော့ခိုင်းနေရတဲ့သူနဲ့မသိဘဲနဲ့ခိုင်းနေရတဲ့သူတွေဘာတွေကွာမလဲဆိုတော့ဒါတော့ခံမှန်းကြည့်လို့ရမှာပေါ့เนาะတီးပြီးသားသူအတွက်က vibe coding ဆိုတာဒီမြင်းကိုဂျိုတက်ပေးတာမဟုတ်ဘူးเนาะအတောင်မှန်တက်ပေးလိုက်တဲ့ပုံစံပေါ့เนาะအဲ့တော့သူ့ရဲ့ငကိုရှိပြီးသား productivity ကိုပေါ့เนาะနောက်ကနေပြီးတော့ဟိုဟာ9ဆ6ဆ10ဆလောက်ထိမြင့်တင်ပေးလိုက်တဲ့ tools တွေပဲပေါ့เนาะအဲ့တော့ကြည့်ပြီးတော့မှပြီးတော့မှန်တယ်လို့ထင်ရေးခိုင်းမှားနေတယ်ရှင်နေစင်ဘယ်တော့မှမှားတယ်ငါ့ကိုပြင်ပေးဆိုပြီးသူပြောသွားလို့ရတယ်ဒါကတော့သူပြောထားတဲ့ plan တိုင်းပဲရှေ့ဆက် run နေတာလောလောဆယ်လက်ရှိ product management ဘက်ကိုရောက်လာပြီပေါ့နော်အဲ့တော့ product management နဲ့ပတ်သက်တဲ့ဟာသူဆက်ရေးနေတယ် okay အဲ့တော့အဲ့ဒါတွေအားလုံးအဆင်ပြေမပြေတစ်ချက်ကြည့်မယ်โอเคသူပြောတာလေးတစ်ချက်လောက် run ပေးလိုက်မယ်ဒါ copy လေးတောက်ပြီးတော့စောင့်ကြည့်အောင်ပဲပေါ့နော်အဲ့တော့ဒီမှာဒီသူအလုပ်လုပ်နေရင်ပေါ့နော်ကျွန်တော်တို့ agent အနေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေလည်းပြောရမယ်ဆိုရင် agent တွေအများကြီးပဲပေါ့နော် agent ဆိုတာကျွန်တော် Gemini 3 Pro ကိုသုံးထားတဲ့ agent ပေါ့အဲ့ဒီပြင် ChatGPT တို့နောက်တစ်ခါ Claude Code တို့အများကြီးရှိသေးတယ်ပေါ့နော်ဒါတော့ကိုကြိုက်တာကိုသုံးလို့ရတယ်ပေါ့နော်ကျွန်တော်ကတော့တော်တော်များများကိုဒီ Gemini နဲ့သုံးတယ်နောက်တစ်ခါအဲ့လိုပေါ့နော် research တွေပဲလုပ်ချင်တဲ့ခါကြလို့ရှိရင်နောက်ထပ် publicity လားမသိအဲ့ဒီ AI ကိုသုံးတယ်ပေါ့နော်အဲ့တော့လောလောဆယ်တော့ကျွန်တော်အသုံးများနောက်တစ်ခါ ChatGPT ဆိုလဲအဲ့လိုပဲကျွန်တော် Shopee ကနေတော့3 month free ပေးထားတော့အဲ့ဒါလည်းသုံးပြတယ်ပေါ့နော်တော်တော်များများသုံးပြတာများပါတယ်ဘာကြောင့်အဲ့လိုမျိုး multi agent ကိုသုံးပြတာလဲဒီ multi model ကိုဘာကြောင့်သုံးပြတာလဲလို့ပြောရလို့ရှိရင်ကျွန်တော် AI တစ်ခုတည်းကိုမယုံလို့ပေါ့နော် AI တွေက तू က hallucination လို့ခေါ်တဲ့အကြောင်းဘာတွေရှိတယ် hallucination ဆိုတာဘယ်လိုပြောရမလဲဆိုတော့ဆရာကြီးဆန်ဆန်ရွှီးတာပေါ့နော်အဲ့တော့တကယ်ကို तू ရွှီးတာ तू ကဒီတိုင်းတုံအောင်ရွှီးတာမဟုတ်ဘူး
လုံးဝမသိဆရာကြီးစတိုင်နဲ့တေးချောအကိုကအထောက်ထားရနေရွှီးရပုံစံမျိုးတွေခံရတတ်တယ်အဲ့ဒါမျိုးဆိုရင်တော့ကျွန်တော်ဆိုလို့ရှိရင်ဥမာ Gemini နဲ့ကိုပြောနေတာပေါ့ပြောနေတဲ့ခါကျရင်မင်းဟုတ်လို့လားငါ့ကိုဘယ် source ကပြောရလဲအထိပါပြန်ပြောခိုင်းပြန်ရှာခိုင်းလို့ရှိရင် तू ပြန်ရှာပေးတဲ့ခါကျရင်အဲ့လိုမျိုးပြောလိုက်ရင်လည်း तू ဒါကျွန်တော်မှားသွားပါတယ်ခင်ဗျာဆိုပြီးတော့ပြန်ပြောတဲ့ဟာတွေလည်းအများကြီးပဲပေါ့နော်အဲ့တော့ကြတော့အားလုံးယုံရမှာလားဆိုတော့ယုံလို့တော့မရဘူးပေါ့နော်အဲ့ဒီအခြေအနေမျိုးတစ်ခုဒါလည်းပုံမှန်တိုင်းတစ်မျိုးကြပြောမှာဆိုတော့အပြင်မှာလူတစ်ယောက်နဲ့တယောက်တွေ့ကြတဲ့ခါကျရင် 100% ယုံရတယ်ဆိုတာလည်းမရှိဘူးပေါ့နော်အဲ့တော့ဒီ AI ဆိုတာလည်းလူပေါင်းမျိုးစုံကနေပြီးတော့တင်ထားတာဖြစ်တဲ့အတွက်ကြောင့် तू လည်းအားလုံးပြေဝယုံကြည်ရတဲ့ဟာတခုမဟုတ်ဘူးဆိုတော့သိထားဖို့လိုတာပေါ့နော် Okay everything run နေပြီအဲ့တော့လောတဲ့လက်ရှိမှာတော့ save management အပိုင်းကိုရောက်လာပြီ POS interface စောက်တာရှိတယ် check in check out တွေရှိတယ်အဲ့ဒါသူရှေ့ဆက်သွားနေပါတယ်အဲ့တော့ဒီမှာပေါ့နော်စုပ်ကုတ်လေးတွေမြင်လာတဲ့ခါကျရင်ကျွန်တော်ကကြတော့ white box ဖြစ်နေတဲ့အတွက်ကြောင့်ဒါဘာလုပ်တယ်ဆိုတော့ကျွန်တော်ကောင်းကောင်းသိတယ်ဒါကဒီ Laravel မှာရေးနေကြပုံစံတစ်ခုပေါ့နော်ကျွန်တော်တို့ဒီ migration လုပ်သွားဆိုတာကျွန်တော်သိတယ်ဒါဆိုလို့ရှိရင်ဒါ model တစ်ခုတိစောက်သွားဆိုတာသိတယ်အဲ့တော့သိနေတဲ့သူကပြန်ပြီးတော့နောက်ချိန်ကြလို့ရှိရင်ပြန်အမှားတွေရှိတဲ့အခါ trace လိုက်တဲ့အခါပြန်ရင်အများကြီးပိုလွယ်မယ်အဲ့ဒါတွေကတော့ဒါကတော့တတိထားဖို့လိုတယ်ပေါ့နော်အဲ့တော့ beginner အနေနဲ့ဘယ်လိုလေ့လာမလဲဆိုတဲ့နေရာမှာလေဒီ code တွေကို line by line လေ့လာတာတဲ့စာရင်သူ့ရဲ့သဘောတရားတွေသိအောင်လိုက်လုပ်ထားပြီးတော့ဘလို့မျက်စိတွေမှာစွဲနေအောင်ကြည့်ထားတာကပို့ပြီးတော့ကောင်းတယ်ပေါ့နော်အရင်ဆိုရင် code ကိုရေးပြီးတော့မှလေ့ကျင့်တာပေါ့နော်အခုတော့အဲ့လိုမဟုတ်မျက်စိတွေမှာများစွဲအောင်ကြည့်တဲ့ပုံစံနဲ့လေ့ကျင့်တာပို့ပြီးတော့လုပ်ဖြစ်မယ်လို့ထင်တယ်ပေါ့နော် but ဒါပေမဲ့ကျွန်တော်ပြောတဲ့ဒါတွေအားလုံးကဒါ the best way တွေဟုတ်ချင်မှလည်းဟုတ်လိမ့်မယ်။ဘာကြောင့်လဲဆိုတော့ဒါအခုချိန်မှာကလေ့လာသင်မှုပုံစံတွေရောနောက်ပြီးတော့ကုတ်ရေးသားမှုပုံစံတွေကလည်းကြောက်စရာကောင်းလောက်တဲ့အချိန်နဲ့ပေါ့နော်ပြောင်းလဲနေတာဆိုတော့ဘယ်ဟာအမှန်ဘယ်ဟာအမှားဆိုတာပြောရဆိုရခက်တဲ့အချိန်တွေတခုဆိုတော့သူများတွေပြောတဲ့ဒီ what is the best way of learning using AI ပေါ့နော်အဲ့ဒီပုံမှာမူတည်ပြီးတော့ကိုယ့်ရဲ့လမ်းကြောင်းတစ်ခုကိုတည်ဆောက်ဖို့လည်းလိုပါတယ်အဲ့ဒါမှပဲဒီဟာကရှေ့ဆက်ပြီးတော့အသုံးချလို့ရမှာပေါ့နော် Okay အဲ့တော့သူရှေ့ဆက်သွားနေသေးပဲကျွန်တော်တို့စောင့်ရပါမယ်လောလောဆယ်တော့လက်ရှိ POS ဘက်ကိုရောက်သွားပြီ Okay အဲ့တော့လက်ရှိမှာ POS နဲ့ပတ်သက်တဲ့ဟာ invoice receipt ထုတ်တဲ့ကိစ္စတွေအဲ့ဒါသူရှေ့ဆက်သွားနေတယ်နောက်ပြီးတော့ user management ဘက်တွေသွားနေတယ်နောက်ပြီးတော့ language localization ကိုကျွန်တော်မြန်မာလိုလုပ်ပြီးပါလို့ပြောထားတာသူမြန်မာလိုထပ်ပြီးတော့တိဆောက်ဖို့ရှိမယ်လောလောဆယ်တော့ရှေ့ဆက်သွားနေသေးပဲအဲ့တော့ဒီမှာကျွန်တော်တို့လောလောဆယ်လက်ရှိမှာကကျွန်တော်သိနေတာဖြစ်တဲ့ကြောင့်ကျွန်တော် front end နဲ့ back end ကိုခွဲထားတယ် front end ဘက်မှာကဒီ React နဲ့ Vue project ကိုသုံးတယ်နောက်ပြီးတော့ back end ဘက်မှာ Laravel project ကိုသုံးပြီးတော့ AI အနေနဲ့ရေးပြီးတော့သွားရတယ်ပေါ့နော်ဒါမှဒီနေရာမှာ Laravel မသုံးဘဲနဲ့တခြားဥပမာဒီ Node.js အခြေခံဖြစ်တဲ့အားတွေသုံးလို့ရတယ်နောက်ပြီးတော့ database infrastructure အနေနဲ့ဆိုလို့ရှိရင်လည်းသူဘာသုံးသွားလဲကျွန်တော်သေချာမသိဘူးအဲ့ဒါတော့တစ်ချက်သူ့ပြန်မေးအောင်မယ် Okay အဲ့တော့သူရှေ့ဆက်ပြီးတော့ရေးနေသေးပဲပေါ့နော်အဲ့တော့ result ထွက်လာတော့မှမူတည်ပြီးတော့မှဘာပြဿနာတွေတက်နေလဲဆိုတော့တစ်ချက်ပြန်ကြည့်ကြတာပေါ့ Okay အဲ့တော့အခုလက်ရှိသူသွားနေတာကဒါ user controller နဲ့ပတ်သက်တဲ့အကြောင်းအရာတွေသွားနေပါတယ်အဲ့တော့ဒီကိုစေတန်စာအုပ်ကဒီ software engineering စာအုပ်မှာ guideline အနေနဲ့ပြောသွားပေမဲ့ဒါတကယ်ကို advanced ဖြစ်တဲ့စာအုပ်တူဖြစ်တယ်ပေါ့နော်အဲ့ဒါကြောင့်မလို့လေကျွန်တော်ရွေးချယ်ပြီးတော့ဖတ်ဖြစ်တာပေါ့နော်အဲ့တော့ဒီကျွန်တော်ဒီစာအုပ်ကိုဖတ်တဲ့အခါမှာအနည်းဆုံးတစ်ပတ်ကိုပေါ့နော်တစ်ပုတ်လောက်တော့တစ်ခုလောက်တော့ဖြစ်အောင်ကျွန်တော်ဖတ်ပြမယ်ဒါပေမဲ့စာအုပ်ကိုကျွန်တော်ကဖတ်ပြတာတဲ့စာရင်ဒီဖတ်သွားတဲ့ပုံမှာမူတည်ပြီးတော့မှတိလိုက်တာကိုချဲ့ပြီးပြောမှာဆိုတော့ yeah ဘယ်လောက်ထိဒီ swing get series ကရှည်သွားမလဲတော့မသိဘူးပေါ့နော်အဲ့တော့ကျွန်တော်တတ်နိုင်သမျှတော့ကျွန်တော်တစ်ပတ်တစ်ပုတ်လောက်ဖြစ်အောင်လုပ်ပေးဖို့တော့ရည်ရွယ်ထားတယ်ပေါ့နော်အဓိကဒီ beginner တွေအနေနဲ့ပေါ့နော်တင်ယူတဲ့အခါမှာဒီတဲ့ပို့ပြီးတော့လွယ်ကူကူတင်ယူလို့ရဖို့အတွက်ရည်ရွယ်ပါတယ် Okay အဲ့တော့တော်တော်များများတော့ပြီးသွားပြီ user management အပိုင်းလည်းပြီးသွားပြီသူရှေ့ဆက်သွားမယ်ဟာ language localization အပိုင်းပဲရှိတော့တယ်ကျွန်တော်ခိုင်းလိုက်တာလည်းအားလုံးပေါင်း
အားလုံးခိုင်းလိုက်တာလည်းမြန်မာလိုကြီးပဲခိုင်းလိုက်တာသူလည်းလောက်သွားတယ်โอเคအဲ့တော့ဒီအထိတော့ပြီးသွားပြီဆိုတော့ဒါအခြေအနေတော်တော်ကောင်းသွားပြီပေါ့နော်ဒါမဲ့သတိတော့ထားဖို့လိုတာထွက်လာတဲ့ result ကမှန်ဆိုတာတော့လုံးဝမှန်ကန်မဲ့ result တစ်ခုထွက်လာပါမယ်လို့တော့ယူဆလို့တော့မရဘူးအဲ့တော့သူထည့်အဲ့တော့ run လိုက်မယ်โอเคအဲ့တော့ပြီးသွားပြီနှစ်ခုလုပ်ဖို့လိုတယ်တဲ့တစ်ခုကback end ကိုသွားတဲ့ tax okay ပြီးသွားပြီ yeah ပြီးသွားပြီဆို open task ကို walk through open okay ဘာလုပ်ရမလဲဆိုရင်cd backend ကိုသွားတဲ့ artisan serve လုပ်ပါတဲ့အဲ့တော့ကျွန်တော် terminal ကနေကျွန်တော် run လိုက်မယ်အဲ့တော့ terminal ကိုလည်းကျွန်တော်နှစ်ခုလုပ်ထားလိုက်မယ် okay that's ပေါ့နော်တစ်ခုကအဲ့တော့ cd backend နောက်တစ်ခါအဲ့ထဲမှာ php artisan serve လုပ်မယ် okay အဲ့တော့ကြတော့ဒီမှာက 127.0.0 ဒီနားမှာသွားပြီးတော့ရှိတော့ကျွန်တော် browser မှာသွားဖွင့်ကြည့်အောင်เนาะဒါကို okay ဒါကကျွန်တော် front end ဘက်ပါအဲ့ဒါကိုကျွန်တော် Chrome မှာသွားပြီးတော့ကျွန်တော်ဒါကိုဖွင့်ကြည့်ပါမယ် okay ရပြီဒါက back end ပေါ့เนาะfront end ရှိသေးတယ် front end က cd front end နဲ့သွားဆိုကျွန်တော်နောက်ထပ် prompt တစ်ခုမှာ cd front end အဲ့တော့ npm run dvdev ဆိုပြီးသူပြောတဲ့အတိုင်းလုပ်ကြည့်ပါမယ်အဲ့တော့ဒီ local host ဒီဟာလေးနဲ့ကျွန်တော် run ရပါမယ် okay အဲ့ဒါ copy ကူးပြီးတော့ run ကြည့်မယ် yeah error တက်နေတယ်တဲ့เนาะအဲ့တော့ဘာလုပ်မလဲဆိုတော့အဲ့ error ကြီးကို copy ကူးပြီးသွားပြီးသူ့ပဲသွားပြင်ခိုင်းမယ်เนาะ screenshot ရိုက်ပြီးတော့ငါ့ကိုပြင်ပေးဦးလို့ error တက်နေတယ်လို့ဒီနေရာမှာဘာကြောင့် error တက်နေလဲဆိုတော့ကျွန်တော်သိတယ်ဗျ။နော်မသိတဲ့လူကတော့အဲ့တိုင်းသာသွားမေးပြီးတော့ရအောင်သာပြန်ပြင်ခိုင်းပါနော်။ Okay သူပြောတဲ့အတိုင်း run လိုက်ပါမယ်သူ error ကို fix နေပါတယ် အဓိကတော့ဒါ Tailwind CSS မှာတက်တဲ့ error တခုပေါ့နော်ကျွန်တော်တို့အရင်တော့လည်းတက်နေကြ error တခုပဲဒါကျွန်တော်ကိုယ့်ကိုမပြင်ဘူးသူ့ပဲပြန်ပြင်ခိုင်းလိုက်တာမအောင်ပြင်မပြင်နိုင်တော့ချက်ပြန်ကြည့်မယ်နော်ဟိုတော့စေ backend ကဒါက front ဒါက backend this one is front end okay npm run dev ဖြစ်တဲ့အတွက်ကြောင့်မလို့သူတခုကုတ်ချင်းသွားမယ်ဆိုရင်အဆင်ပြေမယ်ဒါပေမဲ့ control C နဲ့ရပ်ပါတဲ့ရပ်ကွာအဲ့တော့ပြန် run ပေါ့နော်ဟုတ်ပြီကဲအဲ့ဒါအဆင်ပြေသွားလဲချက်တော့ပြန်ကြည့်ရအောင် okay ရသွားပါပြီအဲ့တော့ email address နဲ့ password နဲ့ဝင်ရမယ်အိမ်သုံးဆိုင် POS တဲ့ okay အဲ့ဒါဟုတ်မဟုတ်သူ့ရဲ့ခုနကပြောတဲ့ work သူ password တွေထည့်တာရှိတယ်ဘယ်နားမှာလဲဆို walk through ထဲမှာဖြစ်မယ်ထင်တယ်ဟောဒီမှာ right admin password ဆိုတာရှိရဲကျွန်တော်အဲ့ဒါ copy ကူးမယ် copy ကူးပြီးတော့ဒီမှာကျွန်တော်ထည့်ပါမယ် password အေးPASS ဆိုတော့ဒီ password invalid credential တဲ့အားလို့လဲဟာ password လေး copyအမရဘူး login ဝင်လို့မရတော့ပြန်ပြီးမယ်နော်ထုံးစံတိုင်းဒါကို copy ကူးဒါနဲ့ login ဝင်လို့မရဘူး
ဒီမှာသူ database ဆို SU line နဲ့သုံးသွားတာနော် okay အဲ့တော့သူပြောထားတဲ့ဟာဟုတ်မဟုတ်တစ်ချက်ပြန်စစ်ဝင်ကြည့်အောင်ဝင်လို့မရဘူးကိုရိုက်တာတော့မမားတော့ဘူးထင်တာပဲနော်အဲ့တော့သူဗာနားနေတဲ့ချက်ပြန်ကြည့်ပြီးသူပြန်ပြင်ပေးလိမ့်မယ် run နဲ့သူစမ်းကြည့်နေသူနော် username password တွေနဲ့ဝင်လို့ရမြတ်စမ်းကြည့် Okay, run again. Run again. Run. We're not winning.ကျွန်တော် keyboard မှာ byte coding နဲ့ပတ်သက်ရင် keyboard မှာလိုမှာ accept နဲ့ reject ပဲလိုမှာတယ်။ဒါပေမဲ့ reject လုပ်လိုက်ပြီးရင်တော့ပြန်ပြီးတော့ဘာတွေပြန်ပြီးတော့ဘာတွေလုပ်ပြီးဘာညာပေါ့တော့ရေးရမှာနော်။အဲ့တော့ keyboard ကတော့လိုတော့လိုနေဦးမှာ။ဟဲ့။ပြဿနာတွေတက်နေတယ်မသိဘူး။သူ fix သေးတဲ့အတိုင်းပဲသွားမယ်နော်။နောက်ဆုံး result ထွက်လာမလားစောင့်ကြည့်တာပေါ့။I pick on run. Backend server run နေလားတဲ့သူသွားကြည့်နေသေးတယ် run ကွာ Okay ရပြီလို့တော့ပြောတာပဲစမ်းကြည့်တာပါနော်အဲ့တော့အသေးချောင်လို့ဒီဘက်မှာခဏလောက်တော့ restart ပြန်ချပြီးပြန် run ကြည့်လိုက်မယ်နော်အဲ့တော့ control C ပြန် run dev ဒီဘက်ကိုပြန်လာအဲ့တော့ login အဲ့တော့ admin at email.com password က ass.wrd password a admin@gmail.com ဟုတ်ပါတယ်ဝါမမနဲ့ထိုးပြီး password fix ပြီးသွားပြီလို့ပြောတယ် invalid credential ပဲခုတည်းကစဝင်လို့မရသေးဘူး yeah အားကြောင့်ပြန်ပြီးကွာ I can stay loginဟုတ်ပါတယ် 5173 login admin@gmail.com password ass.wrd password မရသေးဘူးဟုတ်တယ် login ဝင်လို့မရသေးသူပြောတဲ့အတိုင်းပဲပြင်တော့ပြင်ပေးနေတာပဲเนาะအဲ့တော့ပြင်ပေးတဲ့အတိုင်းချက်ပြန်ကြည့်အောင်ဟာလေဒါတက်နေတယ်မသိ Okay please reload တာ try again နဲ့ reload လုပ်တယ်ဟုတ်တယ်ကွာ reload လုပ်တယ်ကွာ admin@gmail.com password က password ရပါပြီနော်အဲ့တော့ the password is just password ကသေးနေတယ်အခုလောလောဆယ်ဒီမှာကကုန်ပစ္စည်းစုစုပေါင်းယနေ့အယောင်
အယောင်းဝယ် graph များမကြမီလာမီအိမ်သုံးဆိုင် okay အဲ့တော့ကုန်ပစ္စည်းတွေထည့်ကြည့်ပါမယ်အဲ့တော့အသစ်ထည့်မယ်တဲ့ထည့်ကြည့်မယ်အဲ့တော့ဘာထည့်မလဲဆိုအာလူဈေးနှုန်းက1200လက်ကျန်က30အမျိုးအစားကစားတောက်ကုန်ပေါ့နော်စားတောက်ကုန်ဘာကုတ်ထည့်ခိုင်းသေးတယ်ဗျအကြောင်းအရာကအာလူစားသူများ okay တင်းကြည့်မယ်ရပြီနော်အဲ့တော့နောက်ထပ်ဘာထည့်မလဲဆိုတော့ဘူးဒီထည့်အောင်နော်ဘူးဒီဈေးနှုန်းက2300တော့ဘယ်လောက်ကျန်လဲဆိုတော့40ကျန်တဲ့အမျိုးအစားစားတောက်ကုန်ဒီမှာဘာဖြစ်လို့နှစ်ခါပြန်ထည့်ခိုင်းနေမသိဘူးအမှန်မှန်ဒီနေရာမှာ category manager တတ်ထည့်လိုက်လို့ရှိရင်တခါလေးတန်းသိမ်းလို့ရတယ်ပြန်တော့ပြောမယ်နော်တရားပြင်ခိုင်းမယ်အဲ့တော့ category ကိုနော် category ကိုပြန်သုံးလို့ရအောင်လုပ်ပေးပါတီးတန့် management လုပ်လို့ရတဲ့ပုံစံခိုင်းလိုက်မယ်ပြန်ပြီးတော့ပြန်ပြင်ခိုင်းလိုက်မယ်နော်အဲ့တော့လောလောဆယ်လက်ရှိအဲ့လိုပြန်ပြင်ခိုင်းတော့ဒီဘက် channel ကခဏလောက်တော့ store ထားတာကောင်းအောင်နော်ဘာလို့လဲဆိုတော့ तू ပြန်ပြီးတော့ပြင်တော့မှာဆိုတော့လွဲတော့ဒီ category တွေကတခုချင်းစီထည့်ခိုင်းနေလိုချင်တာအဲ့ပုံစံမဟုတ် category management တီးတန့်ထည့်ထားလို့ရှိရင်အဲ့ category ကိုပြန်သုံးလို့ရရင်နောက်ချိန်ကျရင် category နဲ့ကြည့်ပြီးတော့ပြန်ရှာလို့ရတယ်အဲ့တော့ပို့ပြီးတော့အဆင်ပြေအဲ့တော့ तू ဘာလုပ်မလဲဆိုတာလေးတွေပြောတယ် category ဆိုတာထည့်ပါမယ်တဲ့ okay လောက်ကွာဆက်သွားဘာဖြစ်ခုန flow ကမှန်သွားပြီဆိုတော့ဒီတစ်ခေါက်ကတော့ဒါရသွားပြီလို့တော့ထင်တယ်နော်ပထမဘာဖြစ်နေရလဲဆိုတော့ front end နဲ့ back end ပြုတ်နေပုံရတယ်နော်အဲ့ဒါ तू ပြန်ပြီးတော့ okay let's goအဲ့တော့သူ category နဲ့ပတ်သက်တဲ့ category management ကိုထပ်ထည့်နေတယ်ပေါ့နော်ဒါတော့ဒီချိန်ဆိုလို့ရှိရင်သူထည့်တာတွေထိုင်ကြည့်ပြီးတော့ကိုက easy copy လေးတောက်ပြီးတော့စောင့်ပေါ့နော် migrate ဒါတော့သူ back end တွေကိုသူပြင်နေတာပြီးရင်နောက်တစ်ခါ front end ကိုသူထပ်ပြင်အောင်ပဲ front end မှာအဲ့ဒီမှာ category နဲ့ပတ်သက်တဲ့ management တွေထပ်ထည့်အောင်ပေါ့နော်okay ဒါကသူ front end နဲ့ပတ်သက်တဲ့ front end category management အပိုင်းတွေသူထပ်ပြီးတော့ create လုပ်နေတယ် okay ကျွန်တော်တို့ခဏစောင့်အောင်ပါမယ်ဒီမှာတစ်ချက်ကြည့်မယ်ဆိုရင် line ပေါင်း166ကြောင်းကိုသူ create လုပ်သွားတယ်လို့နောက်တော့တကြောင်းထည့်သွားတယ်တကြောင်းပြန်ဖြတ်သွားတယ်ဆိုတွေ့တယ်ဆိုတကယ်တမ်းကိုရာရေးမယ်ဆိုရင် line ပေါင်း166ကြောင်းလုံးကိုရေးရမယ်ပုံစံเนาะအခုတော့ကိုရေးစရာမလိုဘူးသူရေးခိုင်းပြီးတော့သူရေးခိုင်းတဲ့အတိုင်းပဲ update လုပ်သွားတဲ့ပုံစံကိုကျွန်တော်စောင့်ကြည့်ရုံပဲပေါ့เนาะဒါကတော့အများကြီးလွယ်ကူသွားတဲ့အခြေအနေတခုတွေ့ရမယ်ပေါ့เนาะကျွန်တော်ပြန်ပြီးတော့နောက်တစ်ခေါက်ပြန်ပြောရရင်ကျွန်တော်ဒီနေရာမှာ black box white ဒီ black box နဲ့white box implementation ပုံစံကအများကြီးကွဲပြားခြားနားနေမယ်ဆိုတော့သိဖို့လိုတယ်ကျွန်တော်တို့ black box ဆိုလို့ရှိရင် everything is relies on AI ပေါ့နော် AI ကိုအားလုံးမှီခိုရတာဖြစ်မယ်ဖြစ်တဲ့အတွက်ကြောင့် AI hallucination တွေနောက်တစ်ခါအရန် complex ဖြစ်လာတဲ့အခါကြလို့ရှိရင်နောက်တစ်ခါ upgrade လုပ်ချင်တဲ့အခါကြလို့ရှိရင်နောက်တစ်ခါအများသူငါကိုပေးသုံးချင်တဲ့အခါကြလို့ရှိရင်ဒါကအခက်အခဲတွေရှိလာနိုင်တာပေါ့နော်အဲ့တော့ဒီ white box ဖြစ်ဖို့ကလေ့ကျင့်ဖို့လိုတယ်အဲ့တစ်ဖက်ကလည်းဒီ software engineering တွေနောက်ပြီးတော့ coding နဲ့ပတ်သက်တဲ့အကြောင်းတရားတွေအဲ့ဒါတွေအားလုံးသိထားမယ်တစ်ဖက်ကလည်းဒီ vibe coding ကိုသုံးမယ် ideation တွေလုပ်မယ် application တွေ implementation လုပ်ကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့တစ်ချိန်ချိန်မှာပြန်ပြီးတော့ပေါင်းစုံသွားပြီးတော့full cycle developer တယောက်ဖြစ်လာလိမ့်မယ်လို့ကျွန်တော်တို့ယုံကြည်တယ်ပေါ့နော်ဒါက
အခုခေတ်လေးလာအစ်စ်လေးလာတဲ့သူတွေပုံစံမျိုးစားအစ်စ်တစ်ခုနဲ့လေးလာမယ်ပုံစံပေါ့နော်โอเคအဲ့တော့ကျွန်တော်ဒီဘက်မှာလည်း run def ပြန်လုပ်မယ်ဟိုဘက်မှာလည်းserve ပြန်လုပ်မယ်ကျွန်တော် backend နဲ့ front end ခွဲထားတာဖြစ်တဲ့ကြောင့်အဲ့ပုံစံသွားမှရမှာနော်အဲ့တော့ဒီဘက်ပြန်လာမယ် login ပြန်ဝင်ခိုင်းနေအဲ့ဒီမြင်โอเคအဲ့တော့ तू က password ကို change ခိုင်းနေပေါ့နော်အဲ့တော့လောလောဆယ်လက်ရှိအသုံးပြုရတဲ့သူတယောက်ရှိတယ်ကုန်ပစ္စည်းများကျွန်တော်အာလူဆိုတာရှိတယ်အသစ်ထည့်မယ် category ကဒီလိုဖြစ်သွားပြီโอเคအဲ့တော့ကျွန်တော်တို့ဘာလုပ်လို့ရလာဆိုတော့ဒီမှာကအမျိုးအစားများဆိုတဲ့ဟာတခုထပ်ထွက်လာတယ်အဲ့ထဲမှာကျွန်တော်တို့ကဘာလုပ်လိုက်မလဲဆိုတော့စားတော့ကုန်လို့ထည့်တိုင်းနောက်တစ်ခါထပ်ပြီးတော့ထည့်ရမလို့တော့ဘူးပေါ့နော်အဲ့တော့စားရင်တောက်ရင်ကုန်သွားတော့အရာများโอเคအဲ့ဒါကိုထည့်ကြည့်ပါမယ် create ပါโอเคအဲ့ဒါဆိုကုန်ပစ္စည်းတစ်ခုထည့်မယ်နော်အဲ့တော့အသစ်ထည့်မယ်အဲ့တော့product name ကဘူးသီးပေါ့နော်ဒီတစ်ခေါက်ကဘူးသီးโอเคဈေးနှုန်းက2300လက်ကျန်က40 category ကစားတော့ကုန်ပါဘာကုတ်ထည့်ခိုင်းတယ်နော်ဘာကုတ်တော့လောလောဆယ်တော့မထည့်ဘူးနဲ့ဘူးသီးချက်ဆိုင်ရန်ကာလာအာဟင်းချက်ဆိုင်ရန်โอเคသိစီမီโอเคအဲ့တော့လောလောဆယ်တော့ဘူးသီးနဲ့အာလူရပြီနော်ဟမ်အမျိုးအစားမရှိခဏအမျိုးအစားပြန်ထည့်လိုက်မယ်နော်စားတော့ကုန်ပါသိစဲမယ်ဟေး update မရဘူးခစားတော့ကုန်သိစဲမယ်category update မရဘူးသွားပြန်ပြောအောင်မယ်အဲ့တော့ category update မရဘူးဒါကို copy ကူဟေးအောင် category က update လုပ်လို့မရပါလားဒီအောင်စစ်လီကွာအဲ့တော့လောလောဆယ်ထုံးစံနေဒီဘက်မှာခဏလောက်တော့ stop ထားလိုက်နော်ပြန်ပြီးတော့အဲ့တော့ control C လို့ဒီဘက်ကိုသွားcontrol C ရက်ပြန်ပြီးတော့ဒီဘက်မှာလည်းခဏလောက်ပြန်ရက်မယ်နော် control C ဒီဘက်ကရက်မရတော့ပြဿနာပဲအဲ့တော့လောလောဆယ်တော့သူစစ်နေတော့ပဲပေါ့နော်ဒီဘက်တော့တစ်ချက်ပြန်ပြီးတော့ run dev ပြန်လုပ်ပြီးတော့ run ထားလိုက်ဒီဘက်အချမ်းမှာလောလောဆယ် POS တော့စမ်းကြည့်မယ်နော်ဒီမှာဘူးသီးရှိတယ်ဟိုဟာရှိတယ်ဒါပေမဲ့ပုံတော့ထည့်လို့မရဘူးအာလူပေါ့နော်ဘယ်နှလုံးယူမှာလဲပေါ့နော်3လုံးဘူးသီးက okay 5လုံးပေါ့ငွေရှင်းပြီပေါ့နော်ဟိုရှင်းသေးပြီပါပြီတဲ့အဲ့တော့ဆိုရင်ဘယ်ရောက်သွား digital တဲ့ငွေရှင်းပြီတဲ့ငွေရှင်းတယ်ငွေရှင်းပြီးတော့ဘယ်ရောက်သွားလဲမသိဟမ်အမှန်မှန်ကဘောက်ချာထုတ်ပေးရမယ်ဟောဘောက်ချာများအော်ဒီမှာရောက်တော့ရောက်သွားတယ် cash တဲ့ဝေပေးချေမှုက cash တဲ့လုံဆောင်ချက်ကိုကြည့်မယ်ဆိုရင်ဒီလိုမျိုးလေး slate လေးထုတ်ပေးထားတယ်ဒါကိုဝယ်ယူအားပေးမှုအတွက်ကျေးဇူးတင်ပါသည်လို့ပါတော့ပါဒါမဲ့ဒါအားလုံးပြည့်စုံနေတာတခုတော့မဟုတ်ဘူးเนาะโอเคဒီလောက်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ vibe coding ကိုစမ်းသပ်ကြည့်ပြီးတော့ vibe coding ဆိုတာဘာလဲဆိုတာကိုအတိုင်းအတာတစ်ခုထိသိပြီးသွားမယ်လို့ယူဆပါတယ်โอเคကျွန်တော်ဒီနေရာမှာတော့ဒီလောက်ပါပဲနောက်ပိုင်းနေကြရင်ကျွန်တော်ရှေ့ဆက်ပြီးတော့တွေ့ကြပါမယ်ဟုတ်ကဲ့အားလုံးပဲကျေးဇူးတင်ပါတယ်